ဒီနေ့ကစီစဉ်သူကျမပါပေါ့နော်ကျမကစစီစဉ်တာဘတ်စကားနဲ့သွားမယ်ပေါ့ဘတ်စကားနဲ့သွားရင်တယောက်မှ200ပဲပေးရတာသွားအပြန်လဲ200ပေါ့နော်အဲ့ဒါနဲ့သွားမယ်ပေါ့တနင်္လာနေ့လဲရုံးပိတ်တယ်ပေါ့စနေတနင်္ဂနွေတနင်္လာ3ရက်ပိတ်တယ်သွားမယ်စဉ်းစားအဲ့ဒါမဟုတ်ဘူးတဲ့ဆိုင်ကယ်နဲ့သွားတဲ့ဆိုင်ကယ်နဲ့သွားတဲ့စင်ပြေးတယ်တဲ့ကီလိုမီတာ200တေချာမကြည့်လိုက်ဘူးတေချာမကြည့်ပဲနဲ့120ပေါ့120ဆို2ရက်လောက်သွားရင်တော့ရောက်ပါတယ်ပေါ့ပြန်ရင်တော့စဉ်းစားကြတာပေါ့ဆိုပြီးတော့ထသွားဘယ်သွားလဲဆိုတော့ဘတ်ရထိုင်ကချိုင်းနာတောင်ကိုသွားမယ်ပေါ့ဒါပေမဲ့အရင်ဆုံးဘတ်ရထိုင်မရောက်ခင်မှာကြားထဲမှာမဲဟောင်းဆောင်အရင်လဲမယ်ပေါ့မဲဟောင်းဆောင်ရောက်လို့ရှိရင်ဘတ်ရထိုင်ကိုကားနဲ့သွားမယ်ပေါ့မဲဟောင်းဆောင်မှာဆိုင်ကယ်ထားပြီးတော့အဲ့လိုသွားမယ်ဆိုပြီးတော့ထွက်လာတလန်းလုံးစင်ပြေတဲ့လေးတဖြူဖြူနဲ့ရှုခင်းနေရလဲရမ်းလာရှုခင်းနေရတောင်တန်းနေရွယ်ဘယ်နာကြီးတောင်နေပဲဝိုင်းနေပြီးတော့တောလိုမျိုးနေရတိတ်မရှိသေးရဲ့ခါလေခွင်းနဲ့တောင်တန်းဆိုတော့အမြင်ကအရန်ဖြစ်တာပေါ့ pleasant ဖြစ်တာပေါ့ဒါအခုမဲရမတ်ကိုရောက်တာပေါ့နော်မဲရမတ်မှာစီရင်ဖြစ်မဲရမတ်ကနေပြီးတော့ထဆော်ရမ်းမှာမဲရမတ်ကနေထဆော်ရမ်းကြားထဲမှာစီဆိုင်မရှိဘူးမရှိတော့မဲရမတ်မှာရင်ဖြစ်ပေါ့နော်မဲတာဆိုလားမဲရမတ်ဆိုလားမမှတ်မိတော့မဲရမတ်ထင်တာပဲမဲရမတ်မှာစီဖြစ်ပြီးတော့ထဆော်ရမ်းအောင်သွားမယ်ပေါ့ထဆော်ရမ်းမှာစီဆိုင်ရှိရယ်စီဆိုင်ထပ်ဖြစ်စီဆိုင်အကြီးတော့မဟုတ်ဘူးပေါ့နော်ထဆော်ရမ်းပြီးသွားလို့ရှိရင်အရှိတောက်လျှောက်မှလည်းစီဆိုင်မရှိဘူးဘယ်ထိမရှိလဲဆိုတော့မဲဟောင်းဆောင်နာအထိမရှိဘူးပြီးတော့လမ်းကလည်းအကယ်၍မောင်းပြီဆိုလို့ရှိရင်တောလမ်းဖြစ်သွားပြီတောလမ်းဖြစ်သွားတော့စီဆိုင်မရှိဘူးပေါ့နော်အဲ့ဒါဆိုင်ကယ်ပြင်နေတဲ့အချိန်မှာပြောတာပေါ့နော်အဲ့ဒါဖြစ်ချင်တော့သွားနေနေတဲ့လမ်းမှာဆိုင်ကယ်ကထပြက်ဆိုင်ကယ်ကမသွားခင်တေချာပြင်ခဲ့တာအဲ့တေချာပြင်ခဲ့ပြီးစစ်ခဲ့တဲ့အခါမှာသူကဘာပြောလဲဆိုတော့အားလုံးကောင်းပြီတဲ့အင်ဂျင်ရောပါရောအားလုံးစစ်ပြီးနောက်ဆုံးတစ်ခေါက်မောင်းကြည့်တဲ့အခါမှာဘောစီလဲရမယ်တဲ့အဲ့ဘောကတော်တော်ကျိုးပေးတယ်ကားတော့ကလည်းဘောပဲဆိုင်ကယ်လည်းဘောပဲအဲ့ဘောစီလဲရမယ်ဆိုပြီးတော့ဘောစီလဲရမယ်ပြောတော့အေးလဲလိုက်ပေါ့နော်လဲလိုက်ရင်ပြီးရောလားဆိုပြီးအကုန်ကောင်းပြီအဲ့နဲ့သူ့တပည့်ကိုအပ်လိုက်ရောသူကလည်းဆရာမဟုတ်ပါဘူးဆရာရဲ့တပည့်နောက်ထပ်တပည့်ကိုထပ်နောက်တပည့်ကထုတယ်ထောင်းတယ်ထုတ်လိုက်ပြီးတော့အတစ်ထက်အတစ်ထည့်ပြီးတော့အခါမှာပစ္စည်းတစ်ခုကကြံငယ်အဲ့ပစ္စည်းကြံငယ်တော့နောက်ထပ်တစ်ပည့်ကထပ်ထုတယ်ထပ်ထောင်းတယ်တရားထောင်းပြီးတော့အဲ့ပစ္စည်းကြံငယ်တဲ့ဟာကိုထပ်ထည့်ပြီးတော့မောင်းကြီးတော့ကောင်းပြီပေါ့အဲ့လမ်းရောက်တော့ခုနကနေရာမှာပြက်ရောဆိုင်ကယ်ကပြက်တော့အဲ့နဲ့အဲ့ဆိုင်ကယ်ကိုဆက်မောင်းနေလို့ရှိရင်ကွာလမ်းမှာအဲ့ဘောကပြုတ်လို့ရှိရင်အချိန်နဲ့မောင်းနေရလေဒါအချိန်တော့မှဒါ60နဲ့80ကြားပဲမောင်းတာပါ100မကျော်ဘူး90တွေပါလည်းမရဘူးအဲ့ဒါကိုတခုခုဆိုအဲ့ဘိန်းကြီးရက်သွားပြီဆိုကိုယ်တွေမှောက်ပါလေအဲ့နဲ့မဖြစ်ဘူးပေါ့လက်မထောင်မယ်ဆိုတဲ့ဇလန်းကိုစဉ်းစားတော့မှစီမကုန်မဲနဲ့ထဆောင်ရအောင်ရောက်သွားရောဆိုင်ကယ်ယူသူရကတော့တင်ပြီးတော့အလမ်းမှာရဲရလဲစစ်တယ်ရဲကစစ်တယ်ဆိုတာရဲကကားတွေစစ်တာပေါ့နော်နေဆက်ဆိုတော့ဒါမြန်မာနဲ့ထိုင်းနဲ့တော်နေဆက်တစ်လျှောက်လုံးပဲသွားတယ်လမ်းနေဆက်ကြီးကိုမှဘေးကနေပတ်ပြီးမောင်းတာနေဆက်တစ်လျှောက်လုံးရဲရှိရယ်ရဲမဟုတ်စစ်သားပေါ့ဒီတောနေကြားဆောင်တက်ပေါ့စစ်တော့ကားသူ့ကားတော့အမြဲတမ်းသွားနေကြအဆင်ပြေရယ်ကိုရီးယားအခုမှလာဆိုဘယ်ကလာပဲပေါ့ဘာလို့တာလဲပေါ့မီးတော့ဆိုင်ကယ်ပြက်လို့ပေါ့ဆိုင်ကယ်ပြက်တော့မရဲတွေကစစ်သားတွေကနော်ဟိုဟာလုပ်တယ်ဟဲဗမာတဲမှာလဲပေါ့ဗမာပြင်မှာလဲပေါ့ကိုရီးယားလဲဒီချိန်ဆိုဆိုင်ကယ်ဆိုင်ကြီးပိတ်ပြီးပြင်လို့လည်းရမှာမဟုတ်တော့အေးလို့စဉ်းစားအဲ့ကားစီကအိမ်မှာပဲထားပြီးတော့ကားနဲ့ပဲသွားရင်ကောင်းမလားလို့စဉ်းစားနေတယ်မဟုတ်သေးဘူးကားစီကသူတဲ့အတီးသူတို့မြို့မှာတဲ့နေသေးလို့ရနေအများကြီးရှိတယ်အဲ့နဲ့တော့အရင်ဆုံးရောက်တော့ဟိုပို့ပြီးworkshop ကိုပို့ပေးရပါတော့မရောက်ခင်လမ်းမှာတော်သေးတယ်ကားဆိုင်ကယ်မပြတ်လို့ရှိရင်တော့ကိုရီဒီလမ်းမောင်းမဲနေတာယူမောင်းရမှာရှဲမောင်းတာနော်မီးမရှိဘူးအဲ့ဒါယူမောင်းရမှာပြီးတော့ကို speaker 60နဲ့80ကြားဆိုတော့တနင်္လာနေ့လောက်နဲ့လည်းရောက်မှာမဟုတ်ဘူးထားဆောင်ရအောင်ဘယ်မှလည်းရောက်မှာမဟုတ်ဘူးအဲ့လမ်းမောင်းမဲကြီးထဲမှာမောင်းပြီးတော့တခုခုဖြစ်ရင်တော့ဖြစ်နေဦးမှာတော်သေးတယ်အဲ့ဟာ
အဲ့ကားစီကားဆိုင်ကယ်ပြတ်သွားတယ်ကျေးဇူးတင်ရမလို့ပဲမဟုတ်လို့ရှိရင်ကိုစီစဉ်နဲ့ကိုဆိုလို့ရှိရင်အဲ့လမ်းပေါ်မှာမမမင်းနဲ့ဆိုင်ကယ်တစ်စီးနဲ့တော့ဟုတ်နေရပဲလမ်းကတချို့နေရာတွေကမီးရှိရတချို့နေရာတွေကမီးမရှိဘူးဒါပေမဲ့လမ်းကတော်တော်ကောင်းတာနော်ဒါနေဆက်လမ်းပေါ့ဘလို့ပဲဖြစ်ဖြစ်ဒီလောက်ကောင်းတဲ့လမ်းတော်တော်ကောင်းတယ်ကိုရီမြန်မာနိုင်ငံလမ်းဆိုရင်တော့အမလီလမ်းမှာဓမြတက်ယုံနဲ့မကောက်ဘူးဓားပါထိုးပြီးတက်သွားမှာမောင်းလိုက်မဲလိုက်လင်းလိုက်မောင်းလိုက်မဲလိုက်လင်းလိုက်နဲ့တညထားဆောင်ရအောင်ရောက်သွားရောလမ်းတောင်တက်တောင်ဆင်းဆိုတော့အရှိရကားတွေပါလာလို့ရှိရင်လည်းမီးရလင်းလိုက်ပြီးတော့မှောင်းလိုက်နဲ့နေကညနေပြန်နောက်နေ့တက်ကြပြန်တယ်ပေါ့နော်ပြန်တဲ့ခါကျတော့တော်တော်လေးလမ်းကတာရတာတော်တော်လေးဖြူးပြီးတော့လေအစင်တော်ပြေရယ်ဒါပေမဲ့အဲ့နားမှာလေrefugee လို့ထင်တာပဲ तू ကအဝင်လမ်းမရှိဘူးဒါပေမဲ့အိမ်နေအပြည့်ပဲအဲ့အိမ်နေအပြည့်ကနောက်ဗီဒီယိုမှာပြမယ်နော်ကရင်လမ်းနေလဲထောင်ထားရဆိုတော့ကရင်နေပေါ့နော်တရွာလုံးမှရွာအရန်မသေးဘူးတော်ကြီးရယ်အိမ်နေအပြည့်အိမ်ထဲမှာလမ်းထားတဲ့အင်ဂျီကြည့်ရင်သိရတယ်ကွာအင်ဂျီကအများရွယ်လမ်းထားဆိုတော့အိမ်ထဲမှာလူတော်များမယ်အိမ်ဆိုလဲအင်ဂျီမနေဘူးမိုးလင်းမှတည်တာပေါ့နော်တော်တော်လာတာတောင်ပေါ်မှာစောက်ထားတဲ့အိမ်တွေမှာနေတာမဟုတ်ဘူးချင်းမိုင်ကဗာမြို့ပါလေနာမည်တော်မိသွားပြီအဲ့မြို့လေးလို့ပဲဒါပေမဲ့အဲ့မြို့ထက်ဒါကကျတော့ tourist attraction လို့စောက်ထားတာဆိုတော့လှပပပေါ့ဒါလေးကကျတော့တဘာဝမြို့လေးပေါ့အခုထောက်ဆောင်ရအောင်ရောက်ပြီထောက်ဆောင်ရရောက်တော့ထင်တာ तू ကကိုရီယိုတနေရာမှာချခဲ့မယ်ပေါ့မဟုတ်ဘူးတကယ် workshop ကိုရအောင်ပို့တယ်နေရာတွေပါလေတခြားမေးလုံးဝပတ်စံမယူဘူးနော်ကူညီတာယူပါဆိုတော့မယူဒါသူကုလိုနေနဲ့ကူညီတဲ့သဘောမျိုးအဲ့လိုမျိုးမီးမြင်ရပြီပေါ့နော်မီးမြင်နိုင်စင်မြင်အောင်မြို့ရဲရောက်ပြီပေါ့မြို့ရဲရောက်ပြီဆိုတော့ဒါပေမဲ့ workshop ကမြို့ပြင်တာမှာအဲ့ workshop ကတော်သေးတယ်ပိတ်နေပြီကျမတို့ရောက်တာနဲ့ချစ်ချင်းပဲပြင်ပေးတယ်ချစ်ချင်းလုပ်ပေးရနော်မလေးဆိုင်ရှင်ကလည်းတဘောကောင်းချစ်ချင်းညီမပြင်ခဲ့တဲ့ဘောကမဲဆောင်မှာ160အဲ့ဆိုင်ဖုန်းပြန်ဆက်တော့ဆိုင်ကကျွန်တော်ပတ်စံပြန်အမ်းပေးမယ်တဲ့အဓိကပတ်စံပြန်အမ်းစီချင်တာထက်လေသူ့ကိုညီမကပြောရေညီမတို့ခီးဝေးသွားမှာနော်လို့တေးချပြင်ပေးပါဆိုအဲ့ဒီသူ့ရဲ့တပည့်နှကောင်အပ်လိုက်တာတော်တော်ဆိုးသွားအစထင်တယ်ပစ္စည်းတစ်ခုတော့ပြုတ်နေရဲဆိုပြီးတော့အဲ့ပစ္စည်းတစ်ခုပြုတ်နေတာတကယ်ပြုတ်ပြီးတော့အဲ့ဒါကိုပြန်တက်တော့အဲ့ဘောစီအမန်က press နဲ့လောက်ထားတာလေအစ်စ်ကိုပြန်ဖြုတ်လို့ရှိရင်ဖြုတ်လိုက်တာနဲ့ပြတ်သွားပြီဟာအဲ့တော့ကြံခဲ့လို့ဆိုရင်ထပ်ဖြုတ်တော့အဲ့ဒီကပြက်ပြီလေအဲ့ဒါနဲ့160ပြီးခဲ့တာကိုပြန်အမ်းမိတယ်တေချာလည်းပြောတယ်တွားမှာတော့ခရီးလို့အဲ့ဒါကိုလုတ်တယ်ဂျေဇူးအဲ့နဲ့ချစ်ချင်းပဲအဲ့ဒီ workshop တက်ကကြည့်ပြီးတော့ဟုတ်တယ်ဒါကြီးရတဲ့မကောင်းတော့ဘူးတဲ့အစ်စ်ပဲမယ်လေပြုတ်နေပြီပြက်နေပြီတဲ့အထက်မှာဘယ်ချိန်မှာအစတော့ကောင်းနေတော့နှစ်ကြိမ်အောင်စောင့်လိုက်တဲ့ခါမှာပြုတ်နေတဲ့ဟာပူပြီးထင်းပြီးတော့ပြက်နေတဲ့ဟာထင်းပြီးတော့ဆိုင်ကဲကလေဒီလက်ကင်တွေပါရဘိန်းတွေပါရမရွေ့သွားဘူးဟာဒါပေမဲ့မောင်းနေတဲ့ဆိုတဲ့ပဲဒါပေမဲ့တုတ်အဲ့လိုယူဖြစ်နေတာအစအော်လို့ငါတို့ workshop နေရတော့မောင်းလို့ရမှာဆိုမရဘူးစက်မောင်းလို့ရှိရင်တလန်လုံးခုနတွေးခဲ့မောင်းဝင်းအဲ့မောင်းဝင်းမှာတုတ်နဲ့ဆိုတော့တေးပြီပဲအဲ့ဒါအစ်စ်ပြန်တော့140ပဲပေးရတယ်အဲ့တော်ပြီဟေးလို့ဒီမှာပဲတဲအောင်ဆိုပြီးတော့အစဆက်မောင်းပြတ်တော့ကောင်းတော့ဆက်မောင်းမလို့ဒီမှာပဲတဲပတ်တူးလေးကိုဆက်တင်ပေးမယ်နော်အားလုံးပဲကျေးဇူးပါ